တချို့သောသူရဲ့ဘဝမှာမိမိဘဝအောင်မှာမောင်းရဲ့ရာကောင်းနောက်မှာမင်းခံဘာခံအကျိုးကျေးဇူးမပါပေဤဒီတော့ထောင်မင်းတိုက်ပါတယ်မင်းခံကကိုကျန်းတရဏမပြေကြုံပေဘာခံရဲ့အကျိုးကျေးဇူးကြောင့်ဘဝအောင်မှာမောက်ပေါ်ရပါတယ်သို့မဟုတ်ဘာခံကကိုကျန်းတရမပြေကြုံကြောင့်မင်းခံရဲ့အကျိုးကျေးဇူးကြောင့်သာဘဝအောင်မှာမောက်ပေါ်ရနိုင်ပါတယ်ဂျာဘေးဖက်မင်းဖာကမင်းဖာပါဗျာဘဝအောင်မှာမောက်ရပြီးတဲ့အခါမှာမင်းခံရဲ့အကျိုးကျေးဇူးမရှိသို့မဟုတ်ဖာခံရဲ့အကျိုးကျေးဇူးမရှိဒီစကားကိုလူများရဲ့အပေါ်မှာမပြောပါကြီးပရောမိတဲ့ချက်ဒီစကားကိုမိမိတို့ရဲ့အကူသာသမီးခါစီလီမေကရာလီမေချုပ်သာသမီးတို့ဘဝအောင်မှာမောက်ရတဲ့အခြေခါဒီစကားအကောင်ကိုခြံခံကြတာတခုဖိတ်ပေါ်တော့လာပါလိမ့်မယ်ခြံခံပြီးတဲ့နောက်မှာဒီအကျိုးကျေးဇူးကြောင့်မိမိတို့ရဲ့အပေါ်မှာကြားတော့ပါလိမ့်မယ်မိုက်ချရာကမင်းဖားရဲ့အကျမ်းကိုသာသမီတို့ကအတူယူပြီးကြထားနိုင်ကြတာဟိပါတယ်ငါရဲ့မင်းဖားခါငရိုးအဖို့အပေါင်းကိုလောက်ကျွေးမကြေးကျူးချိုင်မောရမဟင်းချိုပြီးကြီးဒီအမင်းဖားကိုငရိုးလေသောလောက်ကျွေးမကြေးကျူးချိုင်ကြတာမလို့တို့တူထောင်မင်းကြတာဖိတ်ပေါ်တော့လာလိမ့်မယ်ရတော့ကောစတိပြေးကြတာရဝင်လိုက်ပါတယ်